ဖော်တဟတ်များလုံးပဲမင်္ဂလာပါ Wizarding World ထဲမှာပြီးတော့တည်ထားကြတဲ့ House of Leary ဆိုတာကတခင်ဖြစ်သူကအဝတ်စားတစ်ထဲပေးလိုက်ရုံနဲ့လွတ်မြောက်သွားတတ်ကြတဲ့တနာစရာကောင်းပြီးတော့အရန်ကိုတစ္ဆာချီတဲ့တက်တဝါလေးတွေလို့ပဲတည်ထားကြပါတယ်ဒါပေမဲ့တငယ်ချင်းတို့တွေတစ်ခါလောက်ပဲဖြစ်ဖြစ်စဉ်းစားမိဘူးကြလားဘာဖြစ်လို့သူတို့မှာဝတ်ဆက်တွေထပ်ပို့ပြီးတော့အစွမ်းထက်တဲ့One-less magic တနည်းအားဖြင့်မော်တုတ်တံမဲ့ပညာရက်တွေကိုတက်ထားပါလျက်နဲ့ဒီလိုမျိုးကျွန်းစနစ်အောက်မှာဒူးထောက်အညံ့ခံနေရတာလေသူတို့လေးတွေရဲ့မျိုးနွယ်စုရဲ့စစ်မြင့်နောက်ွယ်မှာဘလောက်တောင်ကြေကွဲစရာကောင်းတဲ့ဓမ္မကျောင်းတွေရှိနေမလဲပြီးတော့သူတို့နဲ့ဝတ်ဆက်တွေကြားမှာဘလိုမျိုးတွေးတစ္ဆာခံမှန်တန်တွေစီးဆင်းနေရလဲဒီနေ့ဗီဒီယိုမှာတော့ Harry Potter lore ထဲကအမောင်ဆုံးနဲ့အစမ်းကျယ်ဆုံးဖြစ်တဲ့ House of Leary ရဲ့ Hidden Magic ဘောအကြောင်းလေးတွေကိုအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်။သမိုင်းပြောက်မျိုးနွယ်စုပထမဦးဆုံးအနေနဲ့သူတို့ရဲ့စစ်မြစ်အကြောင်းကိုပြောကြရအောင်ပါJ.K. Rowling ရဲ့မှတ်တမ်းတွေအရ House of Leary ရဲ့အစဟာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီ Hogwarts မတည်ထောင်ခင်ကတည်းကစတင်ခဲ့တာပါ။သူတို့ဟာအစတုန်းက Brownies တာမဟုတ် Hobgoblin လို့ခေါ်တဲ့ဥရောပရိုးရာပုံပြင်တွေထဲကအိမ်ဆောင်နှက်တဝါလေးတွေကနေဆင်းသက်လာတာပဲဖြစ်ပါတယ်။သူတို့ဟာအိမ်ထဲမှာခိုးအောင်ပြီးတော့အဲ့ဒီအိမ်ရဲ့အိမ်မှုကိစ္စလေးတွေကိုလူမတိတူမတိကူညီပေးတတ်ကြပါတယ်။ဒါပေမဲ့ Wizarding World ကြီးစိုးလာတဲ့အချိန်မှာတော့အရာအလုံးကပြောင်းလဲသွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ Pure Blood မိသားစုကြီးတွေဟာဒီတက်တဝါလေးတွေရဲ့အစွမ်းကိုတတိထားမိသွားပြီးတော့သူတို့လေးတွေကိုအနိုင်အထက်ဖမ်းဆီးခဲ့ကြလို့ပဲဖြစ်ပါတယ်။ပြီးတော့သူတို့ရဲ့စိတ်တက်နဲ့စွမ်းအားတွေကိုချိုးနှိမ်ထားဖို့အတွက်မျိုးရိုးဗီဇတဲ့အထိဆွဲမြဲတွားစီခံမဲ့ Magical Contract တနည်းအားဖြင့်မော်အနောင်အဖွဲ့တွေကိုအတင်းအဓမ္မပြုလုပ်ခဲ့ပါတယ်။ဒါဟာရိုးကွန်ပျူတာထက်ပုံမနဲ့ဆိုင်တဲ့တွေးနဲ့ရင်ထားရတဲ့ဂတိကဝတ်ဖြစ်သွားခဲ့ရပါတယ်။လျှို့ဝှက်စမ်းကြဲတဲ့မော်အနောင်ဖွဲ့။ Okay အခုသူတို့ရဲ့ Hidden Magic အကြောင်းကိုပြောကြရအောင်ပါ။တကယ်တော့ House of Leary ရဲ့အစွမ်းဟာဝတ်ဆက်တွေထက်အများကြီးပိုနဲ့ဆိုင်ပါတယ်။သူတို့တွေဟာအစစ်မြင့်မော်ပညာတွေဖြစ်တဲ့ Apparition တနည်းအားဖြင့်ကိုရောင်ဖြောက်နေရရွှေ့ခြင်းကိုဝတ်ဆက်တွေပိတ်ပင်တားဆီးထားတဲ့နေရာတွေမှာတော့စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။ဥပမာ Hogwarts ထဲမှာပဲဖြစ်ဖြစ် Voldemort ရဲ့မော်ထောင်ချောက်တွေရှိတဲ့လိုင်ကူထဲမှာပဲဖြစ်ဖြစ်ဝတ်ဆက်တွေတော့ operate လုပ်လို့မရတဲ့နေရာမှာ House of တွေကတော့မော်တုတ်တန်တော်မလို့ပဲနဲ့လက်ဖြောက်တစ်ချက်တီးရုံနဲ့ဝင်ထွက်သွားလာနိုင်ပါတယ်။ဒါဆိုရင်မင်းစရာရှိတာကဒီလောက်အစွမ်းထက်တဲ့သူတို့တွေကဘာဖြစ်လို့ပြန်ပြီးတော့မတော်လန်ကြတာလဲ။အဖြေကတော့သူတို့ရဲ့ Hidden Magic Bond တွေကြောင့်ပဲဖြစ်ပါတယ်။ကြီးမော်အနောင်ဖွဲ့တွေဟာသူတို့ရဲ့စိတ်ကိုတင်မကပဲသူတို့ရဲ့မော်စွမ်းအင်ပဟိုကိုပါတခင်ဖြစ်သူနဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်။ House of တယောက်ဟာတခင်ရဲ့အမိန့်ကိုမနာခံရင်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအရာပြင်းထန်တဲ့နာကျင်မှုကိုခံစားရအောင်အဲ့ဒီမော်ဂရီကဝတ်ကဖန်တီးထားတာပါ။တခင်ဖြစ်သူကိုတစ္ဆာရှိခြင်းကသူတို့အတွက် biological need မရှိမဖြစ်လို့အချက်တစ်ခုဖြစ်အောင်မော်ပညာနဲ့ပုံတွင်းခံထားရတာဖြစ်ပါတယ်။ House of Leary ရဲ့ဒီလိုကြေကွဲစရာကျွန်းစနစ်ကိုမြင်ပြီးတော့ Harry Potter ဆက်လန်ထဲမှာတူးတီတော်ပြက်တတော်လန်ဖို့စူးစမ်းခဲ့သူကတော့ Hermione Granger ပဲဖြစ်ပါတယ်။သူမဟာစတုထနဲ့ Goblet of Fire မှာ SPEW လို့ခေါ်တဲ့ Society for the Promotion of Elfish Farewell House of Leary တက်တာချောင်ချီရေးမြင့်တင်မှုအဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်။ဟာမော်နီကသူတို့ကိုလှစာပေးဖို့နားရက်ပေးဖို့နဲ့အဝတ်အစားတွေပေးပြီးလွတ်လပ်ခွင့်ပေးဖို့အတွက်အကြောင်းသားတွေကိုလိုက်လံစီယုံပြီးတော့ SPEW တစိတ်လေးတွေကိုအတင်းရောင်းချခဲ့ပါတယ်။ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲဒီတော်လန်ရေးကြီးကလုံးဝအောင်ဖေးခဲ့ပါတယ်။ဘာဖြစ်လို့လဲ။ပထမအချက်ကတော့ House of Leary ကိုယ်တိုင်ကဟာမော်နီရဲ့ကက်တင်ချင်းကိုလုံးဝမကြိုက်ပါဘူး။ရာစုနှစ်ပေါင်းများစွာစိတ်ဝင်နေတဲ့ Magical Bond တွေကအုံနောက်ဆေးခံထားရမှုတွေကြောင့်ပဲသူတို့တွေဟာလွတ်လပ်ခွင့်ရခြင်းဒါမှမဟုတ်လစာတောင်းခြင်းတွေကိုမျိုးနွယ်စုရဲ့အရှက်တကွဲဖြစ်ရလို့တတ်မှတ်ထားခဲ့ကြပါတယ်။ဟာမော်နီကသူတို့ကိုလွတ်လပ်ခွင့်ရစေချင်လို့ Gryffindor Tower ထဲမှာအဝတ်အစားလေးတွေတုံးဝင်းအုပ်ထုပ်လေးတွေကိုလိုက်ဝတ်ထားတဲ့အခါ F လေးတွေကလွန်အမင်းအစော်ကားခံရတယ်လို့ခန်းစားခဲ့ရပါတယ်။သူတို့တွေကအဲ့ဒါကိုကဲတင်ချင်းလို့မမြင်ဘဲနဲ့သူတို့တွေမျက်နှိုးတဲ့အလုပ်အကျွေးပြုခြင်းအလုပ်ကိုလိုက်လံပိတ်ပင်နေတယ်လို့မြင်နေတာကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ပဲနောက်ပိုင်းမှာ Gryffindor Tower ကိုတန့်ရှင်းလုပ်ဖို့တော့ညှင်းဆန်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာတိုဘီတယောက်ထဲကပဲပစ္စည်းတွေအကုန်လုံးကိုလိုက်လံတင်ပေးခဲ့ရတာပါ။အဲ့ဒါတွေမကသေးပါဘူး။
လွတ်လပ်မှုကိုမျက်နှာတဲ့ Fred နဲ့ George Weasley တို့ကတော့အဲ့ဒီအဖွဲ့ကိုမထောက်ခံခဲ့ကြပါဘူး။ဘာလို့လဲဆိုတော့ Fred နဲ့ George က Pure Blood မိသားစုကနေဆင်းသက်လာတဲ့သူတွေဖြစ်တာကြောင့် Wizarding World ရဲ့တကယ့် reality ကိုပိုနားလည်လို့ပဲဖြစ်ပါတယ်။ Fred နဲ့ George က Hermione ကိုဒီလိုမျိုးရှင်းပြခဲ့ပူပါတယ်။ House of Lee တွေကအလုပ်လုပ်ရတာကိုသဘောကျကြတာသူတို့ကလွတ်လပ်ခွင့်လည်းမလို့ချင်တယ်လို့လစာလည်းမလို့ချင်ကြဘူး။Hermioneအခုလိုမျိုးလုပ်နေတာကသူတို့ကိုကဲတင်တာမဟုတ်ဘဲနဲ့သူတို့ရဲ့ပျော်ရွှင်မှုကိုပျက်စီးနေတာလို့ပြောခဲ့ပူပါတယ်။ Fresh နဲ့ George ရဲ့အမြင်ကတော့ House of Lee တွေကိုကဲတင်ချင်ရင်သူတို့ရဲ့တဘာဝနဲ့စိတ်ခံစားချက်ကိုအရင်နားလည်အောင်လုပ်ရမယ်။အတင်းအဓမ္မအဝတ်အစားတွေလိုက်ပေးပြီးတော့လွတ်လပ်ခွင့်ပေးတာကသူတို့ကိုလူမှုပတ်ဝန်းကျင်ကနေထုတ်ပယ်လိုက်တယ်လို့မျိုးဖြစ်သွားစေတယ်ဆိုတာကိုသူတို့ကသိနေလို့ပဲဖြစ်ပါတယ်။ရုပ်ရှင်ထဲမှာမပါတဲ့ Dobby ရဲ့လျှို့ဝှက်ချက်။ Okay ဒီနေရာမှာလမ်းကြုံလို့ Dobby အကြောင်းကိုနည်းနည်းလေးပြပြပါမယ်။ Harry Potter and the Chamber of Secrets ရဲ့အဆုံးမှာ Harry ရဲ့ကူညီမှုကြောင့် Dobby တရားမဖွားမိသားစုရဲ့အစီခံဘဝကနေလွတ်မြောက်သွားတာကိုအားလုံးမမိကြအောင်ပါပါ။ဒါပေမဲ့ရုပ်ရှင်ပဲကြည့်ဖူးတဲ့သူတွေတတိမထားမိတဲ့မေးစရာတစ်ခုရှိပါတယ်။Malfoy စီကနေလွတ်သွားပြီးတဲ့နောက်မှာ Dobby တယောက် Hogwarts ပြီးဖို့ချောင်းထဲကိုဘလို့ပြန်ရောက်နေရလဲ။တကယ်တော့လွတ်လပ်ခွင့်ရပြီးတဲ့နောက်မှာ Dobby ရဲ့ဘဝဟာထင်ထားတဲ့လောက်မလွယ်ကူခဲ့ပါဘူး။သူဟာ Wizarding World တစ်ခုလုံးမှာရှိတဲ့အိမ်တွေဌာနဆိုင်ရာတွေကိုလိုက်လံပြီးတော့လှောက်လျှောက်ခဲ့ပါတယ်။ဒါပေမဲ့အရှိမပြောခဲ့တယ်လို့ပဲ Wizard တွေကလွတ်လပ်နေတဲ့ elf တွေကိုအလုံးမခန့်ချင်ကြပါဘူး။တခြား House elf တွေကလည်း Dobby ကိုလွတ်လပ်ခွင့်တောင်းထားတဲ့တစ္ဆာဖောက်အယူဆိုပြီးတော့ဝိုင်းပယ်ထားကြပါတယ်။ပိုဆိုးတာက Dobby ကအလကားအလုံးမလုပ်ဘဲနဲ့အလုံးလုပ်ရင်မလားစာပေးရမယ်။နားရက်ပေးရမယ်လို့တောင်းဆိုတာကြောင့်မော်လောကဘယ်သူမှသူ့ကိုအလုံးမခန့်ချင်ကြပါဘူး။အဲ့ဒီလိုနဲ့ပဲလမ်းပေးရောက်ပြီးတော့ဒုက္ခရောက်နေတဲ့Dobbyကိုကယ်တင်ပေးခဲ့တာကတော့အမြင်ကြီးရဲ့ထောင်းအုပ်ကြီးDumbledoreပဲဖြစ်ပါတယ်။ DumbledoreကDobbyကို Hogwarts ရဲ့ပြီးဖို့ချောင်းမှာအလုပ်လုပ်ဖို့ခေါ်ယူခဲ့ပါတယ်။အဲ့ဒါဒီမကသေးပါဘူး။ Dobbyရဲ့တောင်းဆိုချက်အတိုင်း Wizarding တမိုင်းမှာပထမဦးဆုံးအနေနဲ့လစာနဲ့နာရက်ကိုပါတရားဝင်ပေးခဲ့ပါတယ်။ဒီနေရာမှာပို့ပြီးတော့ချစ်စရာကောင်းတဲ့စာအုပ်ထဲကအချက်လေးတစ်ခုရှိပါတယ်။အစပိုင်းမှာDumbledoreကDobbyကိုတပတ်ကို1 galleon လစာနဲ့စနေတနင်္ဂနွေနာရက်ပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။ဒါပေမဲ့Dobbyကလွတ်လပ်ခွင့်ကိုမျက်နှာပေမဲ့သူတို့မျိုးနွယ်ရဲ့အလုံးလုံးချင်တဲ့စိတ်ကလေးရှိနေတော့ချောင်းအုပ်ကြီးပေးတဲ့လစာကများလို့နေဆိုပြီးတော့ညှင်းဆိုခဲ့ပါတယ်။ပြီးတော့သူကတလကို1 galleon ပဲပေးဖို့နဲ့တလမှာတရက်ပဲနားပရစေလို့Dumbledoreကိုပြန်ပြီးတော့ဈေးစစ်ခဲ့ပါတယ်။ Dumbledoreကလည်းသဘောကျပြီးတော့အဲ့ဒီအတိုင်းပဲခံပေးထားခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲDobbyဟာ Hogwarts ကိုရောက်လာပြီးတော့သူရရှိတဲ့လစာလေးတွေနဲ့တွန်းမွေးမြင်လေးတွေဝယ်ပြီးတော့ Harry Potter အတွက်ချစ်အိတ်လေးတွေကိုကိုယ်တိုင်ရက်ပေးခဲ့တာဖြစ်ပါတယ်။ဆက်လန်ထဲမှာတော့Dobbyကို Chamber of Secrets နဲ့ Deathly Hallows မှာပြန်တွေ့ရပေမဲ့စာအုပ်ထဲမှာတော့Dobbyဟာ Hogwarts မှာနေထိုင်ရင်းနဲ့ Harry ကိုအမြဲတမ်းကွယ်ရာကနေကူညီပေးနေတဲ့တကယ့်တူရဲကောင်းလေးတစ်ယောက်ပဲဖြစ်ပါတယ်။ခြုံငုံပြောရရင်တော့ House of Lee တွေရဲ့စစ်မြစ်ဟာ Harry Potter ကဘာရဲ့အလှပဆုံးပုံပြင်နောက်ွယ်ကအမောင်မိုက်ဆုံးသမိုင်းဆိုးကြီးတစ်ခုဖြစ်ပါတယ်။သူတို့ဟာအစွမ်းအထက်ဆုံးမိုးပညာရှင်တွေဖြစ်နေခဲ့ပေမဲ့သစ္စာရှိမှုနဲ့မေတ္တာတရားကိုလက်နက်တစ်ဖွဲ့အတုံးချပြီးကျွံပြုတ်ခံခဲ့ရတဲ့တနာစရာကောင်းတဲ့မျိုးနွယ်စုလေးတွေပဲဖြစ်ပါတယ်။ Okay ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးเนาะအားလုံးပဲနောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ် bye